မှာရှိတယ်ဘုန်းကြီးကျောင်းလေးကျောင်းလေးငကားကြီးနေရလို့တတ်မဲ့လို့ရှာကြောနေပေါ့နော်ဒီမှာဖျားရှိတယ်ကြောနေပေါ့နော်ဒီမှာဖျားရှိတယ်ဟုတ်တယ်မွေးဦးလားဟမ်မွေးဦးခေါ်တယ်ဦးကြီးတယ်အာဖျားထဲမှာလည်းမျိုးတော့မဟုတ်ဘူးလေမွေးဦးပါဟမ်ပြောတာကျော်တက်လာပါပြီ